သူမဟာမျိုးစုံပြဿနာပေါင်းစုံနဲ့အလားဆုံးသူတစီဆီယမတယောက်ခစ်ပြီးနှစ်ပေါင်းတစ်ထောင်ကြာအိပ်ပျော်နေခဲ့တာပါပဲသူမနိုးလာတဲ့အခါပထမဆုံးလှုပ်လိုက်ကရွှေဆိုင်ဒီဇိုင်းကိုသွားတာပါပဲဆိုင်ဝန်ထမ်းလေးကတော့ကြောက်လန့်တုန်လှုပ်သွားတယ်သူချက်ချင်းဆိုသလိုအချက်ပေးခလုတ်ကိုနှိပ်လိုက်ပြီးလက်တွေတုံတုံနဲ့ဆိုင်မှာအတန်ဖိုးအကြီးဆုံးအဆင့်တန်စားတွေကိုထုတ်ပြလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီသူတစီဆီယမရဲ့နောက်ထပ်ခြေလမ်းကတော့တကယ်ကိုထိတ်လန့်စရာပါသူမဟာလဲဆွေးတစ်ချောင်းကိုပါဆက်ထဲထည့်လိုက်ပြီးရွှေသားစစ်မစစ်စမ်းတန်နေသလိုပျော်ပျော်ကြီးဝါးစားနေတာပါပဲစမ်းသက်ပြီးတဲ့အခါမှာတော့သူမဟာဝန်ထမ်းလေးရဲ့လဲဆွေးကိုအတင်းလူကျူပြီးလက်ထဲမှာတင်းတင်းဆုပ်ကိုင်လိုက်ပါတယ်အဲ့ဒီမှာအန်အော့စရာတစ်ခုဖြစ်သွားပါတော့ရွှေဒီဟာခဏချင်းမှအကြီးပြောသွားပြီးသူမရဲ့မော်တုတ်တန်စီကိုဖြည်းဖြည်းချင်းစီဝင်သွားပါတယ်မျက်စိတမိတ်အတွင်းမှာပဲသူမလက်ထဲမှာအသစ်ဆက်ဆက်လက်နက်တစ်ခုပေါ်လာပါတယ်သူမဟာအဲ့ဒီအမတ်တန်စီကိုမော်တုတ်တန်ထဲစိုက်ထည့်လိုက်တာနဲ့သူမရဲ့မောပညာအလုံးပြန်လည်ရောက်ရှိလာခဲ့ပါတယ်ဒီချိန်မှာပဲရဲအရာရှိတယောက်ဆိုင်းထဲကိုအတင်းဝင်လာပါတယ်တတိဖေးစကားတွေအချင်းအတော်ကြအောင်ပြောကြတာမအောင်မြင်တဲ့အခါသူဟာတီနက်ကိုချိန်ပြီးပစ်လိုက်ပါတယ်အဲ့ဒီစွမ်းအားပြင်းတဲ့ထိမှန်မှုကြောင့်သူတစီစီရမလွင့်စင်သွားခဲ့ရပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့သူမဟာမထိခိုက်ပဲထောင်ထားပြီးလက်တစ်ဖက်မြောက်ကအမတ်တန်စီကိုမော်တုတ်တန်ထဲပြန်ထည့်လိုက်ပါတယ်မြင်လို့မရတဲ့စွမ်းအင်တွေကအပြင်ဘက်ကိုဖျားထွက်သွားပါတယ်ကြောက်လန့်သွားတဲ့ရဲအရာရှိဟာအပြင်းတိုက်ပြီးထက်ပစ်လိုက်ပေမဲ့သူတစီဆီယာမကကြေးစံတွေကိုအလွယ်တကူကာကွယ်လိုက်နိုင်ပါတယ်သူမဟာရဲအရာရှိစီကိုရှောက်သွားလိုက်တဲ့အခါသူမနောက်ကွယ်မှာကြောက်တုံးကြီးတွေနဲ့လှုပ်ထားတဲ့တတဝါကြီးတစ်ကောင်ပေါ်လာပါတယ်အိုးဘယာကြီးသူကိုထပ်ပစ်လိုက်တော့ပြီးတော့သူမဟာရွှေတွင်းတွင်းစီကိုရောက်သွားပါတယ်သူမဟာမန်တန်တစ်ခုကိုတိုးတိုးလေးရွတ်ဆိုလိုက်တာနဲ့တွင်းတစ်ခုလုံးလုခါလာပါတော့တယ်မိအောက်ကရွှေတွေဟာဖြည်းဖြည်းချင်းစိမ့်ထွက်လာပြီးမျက်နှာပြင်ပေါ်ကိုတက်လာပါတယ်အဲ့ဒီရွှေတွေဟာရွှေအီစီးကောင်းတွေအဖြစ်စုဝေးလာပြီးပိုးပိုးများလာကလင်းမြန်စွာတောင်လိုပုံလာပါတယ်နောက်တစ်စက္ကန့်မှာတော့အဲ့ဒီရွှေတွေဟာမိသားတရားမြင့်နဲ့ရွှေနဂါးကြီးအဖြစ်ပြောင်းလဲသွားပါတယ်အခုဆိုရင်သူမရဲ့အချိန်ရောက်လာပါပြီကဘာကြီးကိုအုပ်ဆိုးမယ်